ကျမတို့လက်ရှိရောက်နေတာကတော့မင်္ဂလာတော်မျိုးတက်မှာရှိတဲ့ social life ရဲ့ရုံးခွဲလေးပဲဖြစ်ပါတယ်။ကျမတို့ social life မှာဆိုရင်တစ်နှစ်မှာ activity လေးခုလောက်ရှိပါတယ်နော်။ဒါကတော့ဒီ activity တွေထဲကတစ်ခုဖြစ်တဲ့ထမင်းထိုးပွဲလေးကျင်းပနေတာပဲဖြစ်ပါတယ်ရှင်။ဒီမှာဆိုရင်ကုမ္ပဏီရဲ့ရုံးခွဲအားလုံးမှာရှိတဲ့ဝန်ထမ်းတွေစုပေါင်းပြီးတက်တက်ကြွကြွနဲ့ထမင်းထိုးနေတာကိုတွေ့မြင်ရမှာပါ။ ဒီလိုပျော်ပျော်ရွှင်ရွှင်နဲ့အလုံးလုံးချင်နေဆိုရင်တော့ကျမတို့ social life မှာအလုံးလာရောက်လျှောက်ထားနိုင်ပါတယ်ရှင်။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့39935060ခုကိုဆက်သွယ်နိုင်ပါတယ်။ CB ဖောင်ပေးပို့ခြင်းနဲ့ဆိုရင်တော့ Viber ဖုန်းနံပါတ်အနေနဲ့3996161240တို့လျှောက်ထားပေးပို့နိုင်ပါတယ်ရှင်။